ရှေတုန်းကအေယာဝတီမြစ်ကမ်းဘေးကတာယာလပရဲ့ကျေးလက်ရွာလေးတစ်ရွာမှာသဘောကောင်းလာတဲ့ဦးကြီးဘုံနဲ့ဒေါ်ကြီးတန့်ဆိုရဲ့ဇနီးမောင်နှံနှစ်ဦးနေထိုင်ကြပါတယ်သူတို့မှာသားသမီးမရှိတဲ့အတွက်အမြဲတမ်းအထီးကျန်နေခဲ့ကြပေမဲ့ရွာသားတွေအပေါ်မှာတော့အမြဲတမ်းကျင်နာတကြသူတွေပေါ့ဒေါ်ကြီးတန့်ကတပြင်းချရင်ကျမတို့မှာသားသမီးလေးတယောက်လောက်ရှိရင်ဒီအင်္ဂလိပ်ဟာဒီထက်ပိုပြီးတာယာမှာပဲနော်ဦးကြီးဘုံကစိတ်မကောင်းမဖြစ်ပါနဲ့ဒေါ်ကြီးတန့်ရဲ့ငါတို့မှာတယောက်ကိုတယောက်ရှိနေတာပဲမဟုတ်လားဒီနေ့မှာတော့ဒေါ်ကြီးတန့်ဟာမြစ်စိတ်မှာအဝတ်လျှော်နေရင်ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်ရွှေရောင်တောင်းနေတဲ့မန်းမွန်တီကြီးတစ်လုံးမိအထက်ပိုင်းကနေမျောလာတာပါဒေါ်ကြီးတန့်ကအိုးအန်တော်စရာကောင်းလိုက်တာဒီလောက်ကြီးမားတဲ့မန်းမွန်တီမျိုးတစ်ခါမှမမြင်ဘူးပါဘူးညနေပိုင်းအိမ်ရောက်တဲ့အခါဦးကြီးဘုံနဲ့အတူအဲ့ဒီမန်းမွန်တီကြီးကိုခွဲလိုက်ကြပါတယ်ဒါပေမဲ့မတ်မွန်တီထဲမှာတွေ့လိုက်ရတာကတော့ဦးကြီးဘုံကဒါဖရာသခင်ကငါတို့ကိုပေးတဲ့လက်ဆောင်ပဲသူ့ကိုမတ်မွန်တီကနေမွေးဖွားလာလို့မောင်မတ်မွန်လို့အမည်ပေးကြစို့မောင်မတ်မွန်ဟာတနေ့တခြားထွားချင်းလာခဲ့ပါတယ်သူဟာအစားလဲအလွန်စားသလိုခွန်အားကလည်းလူ10ယောက်စားလို့တမ်းမာပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲငကားပတ်ပီလူကျွန်းကပီလူတွေဟာရွာသားတွေကိုဒုက္ခပေးလာကြခဲ့တယ်ပီလူတွေကသူတို့ရဲ့စပားတွေကိုလူသွားကြခဲ့တယ်မောင်မတ်မောင်ဟာသူတို့ရွာဘီလူတွေတောင်းကျဲနေတာကိုတွေ့တော့ကြီးနေရယုံကလေးပြီးဘာမှမလုပ်နိုင်ခဲ့ဘူးဒီလိုနဲ့မောင်မတ်မောင်ဟာဂတိတစ်ခုချခဲ့တယ်ကျွန်တော်အရွယ်ရောက်လာရင်ဘီလူတွေပြန်ပေးဆက်ရမယ်ဟုကြုံဝါလိုက်တယ်ထိုချိန်ကစပြီးတိုင်းပညာကိုနေတိုင်းလေ့ကျင့်လေတော့တယ်မောင်မတ်မွန်ကအဖိုးအဖွာကျွန်တော်ခွင့်ပြုချက်တောင်းပါရစေကျွန်တော်ဘီလူကျွန်းကိုတွားပြီးရွာသားလေးကိုကဲတင်ပါရစေဒေါ်ကြီးတန့်ကတာရဲ့အန်ရဲ့များလားချေလားဦးကြီးဖုံကသူ့ကိုယုံကြည်လိုက်ပါဒေါ်ကြီးတန့်ငါတို့သားဟာရဲရင်နေသူပဲဦးကြီးဘုံကမောင်မတ်မုံအတွက်စားလိုက်ရင်ခွန်အားဆဲစာတိုးစေတဲ့အားရင်သုံးစာတိုးမုံလုံးကြီးများကိုပေးလိုက်ပါတယ်မောင်မတ်မုံဟာခရီးထွက်လာရင်လမ်းမှာအနေနဲ့ခွေးတစ်ကောင်နဲ့တွေ့လိုက်ပါတယ်မောင်မတ်မုံကသူ့ရဲ့မုံလုံးတစ်လုံးကိုကျွေးလိုက်တဲ့အခါခွေးကခွန်အားတွေပြေဝလာပြီးသူနဲ့သူဘလူးနေနှင်းဖို့လိုက်ပါလာခဲ့ပါတယ်အဲ့ဒီနောက်လမ်းမှာမြောက်တကောင်ပြီးတော့ဒေါင်းကတကောင်တို့နဲ့ထပ်မံသွေးဆုံပြီးမုံလုံးတွေဝေမျှကျွေးခဲ့ပါတယ်အားလုံးဟာတငယ်ချင်းတွေဖြစ်သွားကြပြီးမောင်မတ်မုံကဦးဆောင်တဲ့အခွဲဟာဘလူးကျွန်းကိုချီးတက်ခဲ့ကြပါတယ်ဘလူးကျွန်းကိုရောက်တဲ့အခါဒေါင်းငတ်ကကောင်းခင်ကနေရန်သူဟိုအကဲခတ်ပြီးတယ်။မြောက်ကတကားတွေကိုတက်ဖွင့်ပြီးတယ်။ခွေးကဘလူးတွေကိုလိုက်ကိုက်ပြီးမောင်မတ်မွန်ကတော့သူ့ရဲ့လမ်းနဲ့ခွန်အားကိုသုံးပြီးဘလူးတွေကိုတိုက်ခိုက်ပါတယ်။နောက်ဆုံးမှာတော့ဘလူးမင်းဟာရှုံးနိမ့်သွားပြီးတောင်းပန်ခဲ့ပါတယ်ဘလူးတွေလူယူထားတဲ့ယတနာတွေကိုပြန်ပေးတဲ့အပြင်နောင်လူတွေကိုဒုက္ခမပေးတော့ဘူးလို့ကတိပေးခဲ့ပါတယ်အဲ့ဒီနောက်မောင်မတ်မွန်ဟာယတနာတွေကိုလှေပေါ်တင်ပြီးသူ့ရဲ့တငယ်ချင်းတရက်ဆန်3ကောင်နဲ့သူရွာကိုပြန်လာခဲ့ပါတယ်အဖိုးအိုနဲ့အဖွားအိုဟာလေဘေးကင်းစွာပြန်လာတဲ့တားဖြတ်သူကိုကြိုဆိုကြပြီးရရှိလာတဲ့ယတနာတွေနဲ့အတူတရွာလုံးအေးချမ်းသာယာစွာနဲ့ထာဝရပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။မောင်မတ်မွန်ဒီအောင်ပွဲဟာကျွန်တော်တယောက်တည်းကြောင့်မဟုတ်ပါဘူး။ကျွန်တော်တငယ်ချင်းတွေနဲ့ကျွန်ုပ်တို့ရဲ့ညီညွတ်မှုကြောင့်ဖြစ်ပါတယ်။
ဒီပုံပြင်လေးကပေးချင်တဲ့သင်ခန်းစာကတော့ဘလောက်ကြီးမားတဲ့အခက်အခဲပဲဖြစ်ဖြစ်ရဲစွမ်းတတိရှိခြင်းကျင်နာစွာဝေမျှအသက်ချင်းနဲ့စီးလုံးညီညွတ်ခြင်းတို့ရှိနေအောင်မြင်နိုင်နေဆိုတာပါပဲ နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်တွေကိုတင်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း subscribe နှိပ်ပေးသွားပါဦးနော်